နောင်တရမယ့်အလုပ်မလုပ်မိပါစေနဲ့လူတွေဟာမောဟလွှမ်းမိုးတဲ့အတွက်ကုသိုလ်အကုသိုလ်မခွဲခြားနိုင်ကြဘူးကောင်းကျိုးပေးမှလားဆိုးကျိုးပေးမှလားမဆင်ခြင်နိုင်ကြဘူးတင့်တော်ဤလားမတင့်တော်ဤလားမဆင်ခြင်နိုင်ကြတဲ့အခါမောဟဖုံးနေတဲ့အတွက်ကြောင့်ကိုယ်တန်တာမှာလောဘဖြစ်လို့ဖြစ်မှန်းမသိပဲအဲ့ဒီလောဘကလည်းအကုသိုလ်တရားဆိုတာကိုမမြင်နိုင်ပဲနဲ့ပို၍အားကောင်းအောင်ပွားတတ်တယ်လောဘအားကြီးသွားတဲ့အခါမပြုသင့်တာတွေကိုပြုမိတယ်မပြောသင့်တဲ့စကားတွေကိုပြောမိတယ်မကြံသင့်တာတွေကိုကြံမိပြီးတော့အမှားလုပ်မိသွားတဲ့အခါနောင်တစ်ချိန်မှာနောင်တရတတ်တယ်အဲ့ဒီလိုနောင်တစ်ချိန်မှာနောင်တရရမယ်အလုပ်မျိုးကိုမလုပ်ဖြစ်အောင်ကိုလောဘကိုထိန်းပြီးတော့နေပါဒေါသကိုရှေ့တန်းတင်ပြတော့လည်းပဲတတိမကတ်တဲ့အတွက်ဖြစ်လာတဲ့ဒေါသထပ်ခါပွားရင်းဖြင့်အမုန်းတွေကြီးလာတတ်တယ်အညိုးတွေပို့ပြီးတော့ကြီးမားလာတတ်တယ်အဲဒီလိုအမုန်းတွေအာဃာတတွေနဲ့နေရင်းနဲ့တတိမကတ်တဲ့အခါအမားတွေကြံမိတယ်အမားတွေပြောမိတယ်အမားတွေလုံမိတယ်တတိမကတ်ဉာဏ်မပါဘဲနဲ့ကြံမိပြောမိလုံမိတဲ့အရာတွေကနောင်ချိန်မှာနောင်တရတတ်တယ်မခွဲခွာတဲ့သူတွေနဲ့ခွဲခွာရတတ်တယ်မဆုံးရှုံးတဲ့အရာတွေကိုဆုံးရှုံးရတတ်တယ်မပျက်စီးသွားတဲ့အခြေအနေတွေပျက်စီးသွားတတ်တယ်ဒါကြောင့်နောင်တစ်ချိန်မှာနောင်တရတတ်တယ်ကိုယ့်ရဲ့မသိတတ်မှုမောဟကြောင့်အတ္တအကျိုးကိုသာကြည့်နေတဲ့အတွက်ကြောင့်သူတို့ရဲ့ခံစားချက်ကိုမမြင်ပဲဖြစ်တတ်တယ်ကိုယ်အနာမှာနေတဲ့သူတယောက်သို့မဟုတ်ကိုယ်အနာမှာနေသောလူတစုသူတို့ခံစားနေရတဲ့အနေအထားတွေကိုမသိပဲဖြစ်တတ်တယ်ကိုယ်အကျိုးကိုသာကိုကြည့်ပြီးအတ္တလွှမ်းမိုးနေတဲ့အတွက်ကြောင့်တစ်ဖက်သားတို့ရဲ့မျက်နှာချင်းအသာရခြင်းစတဲ့အရာတွေကိုမမြင်တော့တစ်ဖက်သားတွေမျက်နှာနေမှလည်းမသိတစ်ဖက်သားတွေအကျိုးရှိနေမှလည်းမသိထင်မိထင်ရတယ်လုံးမိတယ်ကိုယ်အလိုပြည့်ရင်ပြီးရောတစ်ဖက်သားကိုထဲမတွက်ပဲနဲ့ဖြစ်တတ်တဲ့အခါမကွဲသင်ပဲကွဲတတ်ကြတယ်အဆုံးရှုံးတင်ပဲဆုံးရှုံးတတ်ကြတယ်မပျက်စီးတင်ပဲပျက်စီးသွားတတ်တယ်ဒါကြောင့်အတ္တရှေ့တန်းတင်နောင်တစ်ချိန်မှာနောင်တရတတ်တာဖြစ်တဲ့အတွက်အတ္တကိုပယ်နိုင်အောင်ကြိုးစားပါမာနတွေထောင်လွှားပြီးတော့ဘယ်သူမှလူမထင်ကိုသာအတော်ဆုံးအတက်ဆုံးထင်နေတဲ့အခါမှာလည်းပဲကျန်တဲ့သူတွေပေါ်မှာမျက်တာမထားနိုင်တော့ဘူးကျန်တဲ့သူတွေရဲ့ကောင်းကျိုးကိုမကြည့်ချင်တော့ဘူးကိုယ့်တဲ့နေတဲ့သူတွေပေါ်မှာမသနာတတ်တော့ဘူးကိုချင်းစာမပေးတတ်တော့ဘူးအစိုးတက်အညစ်တက်ဖြစ်တဲ့မာနလွှမ်းမိုးခံရတဲ့အတွက်ကြောင့်လူတွေပေါ်မှာနိုင်ထက်ကလေးလုံးတက်တယ်ကိုမာနကိုမချိုးနိုင်တဲ့အတွက်မာနရှည်တန်းတင်ပြီးတော့ပြောမိတဲ့အခါမာနရှေ့တန်းတင်ပြီးတော့ပြုမိတဲ့အခါမာနဓာတ်ခံတဲ့အတွေးကြံတွေကိုကြံမိတဲ့အခါမဆုံးရှုံးတဲ့အရာတွေဆုံးရှုံးရတတ်တယ်မပြိုကွဲတဲ့အရာတွေပြိုကွဲသွားတတ်တယ်မပျက်စီးတဲ့အရာတွေပျက်စီးသွားတတ်တယ်ဒါကြောင့်မာနကိုရှေ့တန်းတင်ထားရင်နောက်တစ်ချိန်မှာနောက်တရတတ်တယ်အဲဒါကြောင့်မာနကိုပယ်နိုင်အောင်ကြိုးစားပါဘယ်အရာမှမမြဲပါဘူးခဏလေးပဲတည်တာခဏနဲ့ပြတ်ကြတာအကြောင်းတရားတွေတိုက်ဆိုင်နေတော့နှစ်ယောက်အတူတူနေနိုင်ကြတာတန်ဖိုးရှိတဲ့အချိန်လေးတွေအဆုံးရှုံးမခံပါနဲ့အခုပျော်နေလို့ရမယ့်အချိန်မှာမပျော်မရွှင်နဲ့ဖြစ်ရပြီနောင်တစ်ချိန်ကြာမှပျော်မနေလိုက်ရဘူးလို့နောင်တမရပါစေနဲ့အခုကိုယ်နဲ့အတူနေသောမိဘသို့မဟုတ်သားသမီးသို့မဟုတ်ညီကိုမောင်နှမအတူတူနေပြီဆိုလို့ရှိရင်အပြန်အလှန်မေတ္တာထားပြီးတော့ဖေးမမနဲ့ချစ်ခင်နေပါအတ္တတွေရှေ့တန်းတင်မာနတွေရှေ့တန်းတင်ပြီးညီကိုမောင်နှမချင်းတော့ရန်သူတွေလိုပြုမှုပြောဆိုမိကြပြီးတော့မိဘအပေါ်သားသမီးပေါ်မှာတော့ရန်လိုတဲ့စိတ်တွေနဲ့ပြုမှုဆက်ဆံမိလိုက်တဲ့အတွက်ကွဲကွာသွားတော့မှနောင်တတွေရနေတာမျိုးဖြစ်တတ်တဲ့အတွက်အခုလောလောဆယ်ချစ်ခင်နေလိုက်ပါနောင်တရမယ့်အလုပ်တွေဘယ်အလုံးမှမလုံးမိပါစေနဲ့တတိကပ်ပြီးတော့ပြစ္ဆုတ်ပန်တိုင်းကိုတန်ဖိုးထားပါအားလုံးအေးချမ်းပါစေလို့ဆုတောင်းပေးပါတယ်